အထိုက်တန်ဆုံး bonus များအားလုံးပဲမင်္ဂလာပါ Young Sport TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုစုံပါလန်ဒန်ရဲ့အဆောက်အဦနိုင်ရန်ဒီပေါ်မှာ street artist တွေရဲ့လက်ရအမျိုးမျိုးကိုမြင်တွေ့နိုင်ပါတယ်နာမည်ကျော်ဘောလုံးသမားတွေအသင်းအတွက်ကြီးကြီးမားမားအကျိုးပြုခဲ့တဲ့နီးပြတွေပုံကိုယ်တွေအမတ်ရစရာအခိုက်အတန့်တွေစုံလင်နေတဲ့အထက် set piece ကိုတယောက်ရဲ့ရုပ်ပုံတော်ပါဝင်နေမယ်လို့ဘယ်သူကထင်ပါလဲဒါဟာ Nicolas Jova အပေါ် Arsenal ပရိသတ်တွေရဲ့သဘောထားကိုဖော်ပြထားတာပါသူဟာအသင်းအတွက်အဲ့ဒီလောက်တန်ဖိုးရှိတဲ့အစိပ်ပိုင်းဖြစ်လာပါတယ်တစ်ချိန်တုန်းက Arsenal ရဲ့ကစားဟန်ဟာညံ့ညောမှုနီးစနစ်အည်သွေးကြောင့်လက်ခုပ်တံတွေရခဲ့ဘူးသလိုတစ်ချိန်တည်းမှာရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုအားနည်းလွန်းတာအခြေခံကြဆုံး set piece တွေကိုအသုံးမချနိုင်တဲ့ခက်ပြက်ပြက်အသင်းဖြစ်တဲ့စသဖြင့်ဝေဖန်မှုတွေရှိခဲ့ပါတယ်ဒီအခြေအနေကအာဒီတာနဲ့အတူ Nicolas Jova ရောက်ရှိလာချိန်မှာလုံးဝအုတ်တုံပြောင်းလဲသွားခဲ့တယ် physical ဘိုင်းမှာတောင်းတင်းတဲ့အသင်းဖြစ်လာခဲ့သလို set piece တွေက Arsenal ရဲ့အဓိကလက်နက်ဖြစ်အသက်ဝင်လာခဲ့ပါတယ် Rice Saka တို့ဒေါင်းကန်မော်တိုင်တာဘောလုံးကန်ပြီးရက်နေပြီဆိုတာနဲ့ဘာဆက်ဖြစ်မလဲခံမှန်းလို့ရတဲ့အထိထိရောက်လုံးခဲ့ပါတယ်Nicolas Jova ရဲ့ set piece routine တွေကပြိုင်ဘက်တန်းကိုဒုက္ခပေးခဲ့ပြီးတဖြည်းဖြည်း Premier League ကလပ်အများစုဟာဒီဆိုင်ကိုပုံတူကူးဖို့ကြိုးစားလိုက်ရင် tactical trend တစ်ခုဖြစ်လာပါတယ် transition တွေကိုဇက်တိုက်မြင်လာရတာပြီးရင်အထင်ရှားဆုံးက set piece ကိုအသုံးချဖို့ပုံစံမျိုးစုံကြိုးပမ်းလာကြပါတယ်လောင်းသရိုးတွေလည်းတကြောပြန်ခစ်စားလာတယ်ဒီဘိုင်းမှာအားနေတဲ့အသင်းဟာပွဲရလက်တွေကိုတဖြည်းဖြည်းထိခိုက်လာတယ်လီဗာပူးကအကောင်းဆုံးဥပမာဖြစ်ပြီးဒီဇင်ဘာလာတဲ့သူတို့ရဲ့ set piece ကို Aaron Brick ကိုထုတ်ပယ်ခဲ့တယ်ဒီနောက်ပိုင်းမှာလီဗာပူးက Premier League နံပါတ်2 set piece ကို9ခုစက်တိုက်သွင်းယူခဲ့ပြီးစံချိန်သစ်တင်နိုင်ခဲ့ပါတယ် set piece defending ကိုလည်းပြင်ဆင်လာတာမြင်ရတယ်တစ်ဆက်တည်းသူတို့ရဲ့ရလက်တွေပြန်လည်ကောင်းမွန်လာတာတိုက်ဆိုင်မှုမဟုတ်ပါဘူးအဆင့်3ရောက်လာတဲ့ United ဆိုရင်လည်း set piece တွေကနေ15ခုအထိရထားတယ် Brentford က set piece coach Kate Andrew ကိုနီးပြချုပ်အဖြစ်ခန့်အပ်ပြီးဥရောပဝင်ခွင့်ကိုပါမျှော်လင့်ခွင့်ရှိလာတယ်ဒီအခြေအနေတွေကလိရဲ့ set piece အခန်းကဏ္ဍကြီးထွားမှုကိုဖော်ပြနေပြီး Jova ကြောင့် Arsenal ကဒီဘိုင်းမှာအထူးကျွန်ဆုံးအသင်းဖြစ်ရပ်တည်နေပါတယ်လန်ဒန်ဒါဘီမှာရတဲ့2ဂိုးစလုံးကိုဒေါင်းကန်ဘောကနေသွင်းယူခဲ့တာဖြစ်ပါတယ်ဒေါင်းကန်ဘောကနေရတဲ့16ဂိုးမြောက်မှတ်တိုင်တွေဖြစ်ပြီး Premier League ရဲ့တရားသီအတွင်းဒေါင်းကန်ဘောသွင်းကိုအများဆုံးစံချိန်ကိုလိုက်မိသွားပါတယ်2016 17တိုနီပိုလက်ရဲ့ West Brom နဲ့2023-24 အာဒီတာရဲ့ Arsenal တို့ကစံချိန်ရှင်တွေဖြစ်ကြတယ်ကိုပွဲကစားဖို့ကြံနေသေးတာဆိုတော့စံချိန်ချိုးဖို့ကတေချာသလောက်ဖြစ်သွားပြီဒေါင်းကန်ဘောတွေကနေအဖွင့်ကိုရတာလေဒီယာဒီမှာ9ပွဲမြောက်ဖြစ်လာတယ်Opta ရဲ့အချက်လက်တွေအရဒီမှတ်တမ်းကလည်း1994-95ဆောက်တန်းကိုလိုက်မိသွားတာလို့သိရပါတယ်အသင်းဟာဂျင်းနဲ့ကြက်တဲ့ရုံးကန်နေရပြီးဂိုးသွင်းမှုခက်နေချိန်မှာဒေါင်းကန်ဘောတွေဟာအချိန်ချင်းကန်တင်နိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်လည်းဖြစ်ပါတယ်အနိုင်ဂိုးကိုဒေါင်းကန်ဘောတွေကနေသွင်းနိုင်ခဲ့တာလေချက်စီးနဲ့ပွဲဟာဒီယာဒီ9ချိန်မြောက်ဖြစ်ပြီး2012-13 United ရဲ့စံချိန်ကိုအမီလိုက်နိုင်ခဲ့ပါတယ်ဒီမှတ်တမ်းတွေအားလုံးကို Nicolas Jova ရဲ့ညွှန်ကြားမှုအသင်းသားတွေရဲ့စနစ်တကျပုံဖော်နိုင်စွမ်းနဲ့ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်ဒီတကွာနဲ့လှုပ်ရှားနေတာပါကွာဒီလိုအသင်းမျိုးချန်ပီယံဖြစ်လဲအထင်မကြီးဘူးဟဲ့ဆိုတဲ့ဝေဖန်သံတွေလည်းရှိနေပေမဲ့ကိုတို့ယူဖို့စူးစမ်းနေတာအားလုံးရဲ့မြစ်တာအားလုံးရဲ့နှစ်သက်မှုမှမဟုတ်ပဲ22နှစ်ကြာဝေးကွာနေတဲ့ Premier League စူဖလားပဲမဟုတ်လားတစ်ချိန်ကညံ့ညောနေအောင်ကစားပြခဲ့တော့ကဘာအောင်မြင်မှုများမေမေရရအဖက်တင်လို့လဲဒီတော့ကိုလုံးဆရာရှိတာဆက်လုပ်ရမယ်ကိုကြွန့်ကျင်မှုကိုဆက်ပြီးအသုံးချဖို့ကြိုးစားရမယ်ဘေးကအတန်ပလန်တွေမိထားလိုက်ပေါ့ထားပါတော့ Jova ကြောင့်ဆက်ပြောကြတာပေါ့အာဒီတာကစာချုပ်တဲ့အတွက်ဆွေးနွေးတဲ့အခါသူ့နီးပြအဖွဲ့ဝင်တွေအတွက်ပါညှိနှိုင်းရတယ်နာမည်ရလာတဲ့အမျှပြန်ဘက်တွေကပါစိတ်ဝင်စားလာတဲ့ Jova အတွက်လည်းဦးစားပေးရပါတယ်ဒီလိုနဲ့ Jova ရဲ့စာချုပ်မှာ set piece သွင်းကိုတိုင်းအတွက် bonus ရမယ်ဆိုတဲ့အချက်ကိုထည့်သွင်းထားခဲ့တယ်လို့ The Athletic ကမကြသေးခင်ကပဲဖော်ပြထားပါတယ်ဒါထက်ထိုက်တန်တာဘာရှိအောင်လဲကိုဆရာဖြစ်နိုင်ရင်သူ့ဘဏ်ကင်အကောင့်သိကျင်တဲ့ Arsenal ပြည်သက်တွေတောင်ကဘာအနှံ့ရှိနေမယ်မဟုတ်လားဒါဟာ Jova ရဲ့အရေးပါမှုဖြစ်ပြီးချန်ပီယံတိုက်ပွဲအတွက်ဆက်လက်အသုံးဝင်နေအောင်မဲ့ set piece လက်နက်ပုံးတွေအတွက် bonus တိုင်းဟာထိုက်တန်တယ်လို့ဆိုရမှာဖြစ်ကြောင်းပါအားလုံးမကြည့်သင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်Wines မှာဘောလုံးစောကျင်တဲ့ညီကိုတွေအနေနဲ့ Young Sport TV ရဲ့ promo code YGNTV ကိုအသုံးပြုပြီးတော့ 100% bonus တွေရယူနိုင်ပါတယ်။အသေးသေးရှိလို့ပါက Wines ပဲမြန်မာ Facebook page နဲ့သူတို့ရဲ့ application တို့မှ website link ရဲ့ customer service code လေးနေပြီးတော့လည်း24နိုင်တီးလို့ရတယ်မြင်မြင်လို့ရပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။